ဒရိုက်တာဝန်သည်ထောက်ပံ့ပို့ဆောင်ရေးကိုတောင်ဆောက်လုပ်လို့သည့်အပြင်မှတထေးတဦးနှင့်ဆက်သွယ်ထားခဲ့သည်ဟေးလူငါကနိုင်ငံခြားပြန်ပါရကူပဲငါရဲ့ပိုင်ဆိုင်မှုတင်ပြချက်ကအပြစ်ဆိုခွင့်မရှိဘူးအဲ့ဒီကောင်ရောက်လာတာနဲ့သူ့ကိုအပိုင်ကင်လိုက်မယ်ပြီးရင်မင်းကိုပေးစရာရှိတာတွေပြန်ဆက်မယ်တူလာပြီဟိုမှာတထေးရောက်လာပြီမင်္ဂလာပါတထေးတွေ့ရတာဝမ်းသာပါတယ်ကျွန်တော်ကဒီမြေပိုင်ရှင်မှာဒီမှာနေရာနဲ့ကျေဝန်းပုံကိုကြည့်ပါဦးကြာလာပြီနော်ဝမ်းကွဲလင်းချမ်းမင်းပါလို့မလို့လဲမင်းဆိုလုံတောင်ကအုပ်ဆက်ယုံမှာရှုံနဲ့စော့နေတာမဟုတ်ဘူးလားဒီကားကရောဖပြေးဖို့ငှားလာတာမလားကျွန်တော်ဒရိုက်တာဝန်ကိုလှည့်တောင်မကြည့်ခဲ့ပါတစ်ချိန်ကကျွန်တော်အိမ်ဟုတတ်မှတ်ခဲ့ဘူးသောနေရာတဲ့သို့တည်ငြိမ်စွာခြေလန်းလန်းဝင်ခဲ့သည့်ကျမ်းမာရေးတန်ရှင်းရေးအတွက်တူထားသောအစုလိုက်အပြုံလိုက်ညှုံနှံခြင်းများနှင့်တန်ချေးတက်နေသောတန်လောင်အိမ်များသည့်ထောင်ပြက်ကြီးတစ်ခု၏အကျွင်းကြံများနှင့်တူနေခဲ့သည်ဒီကောင်ကဘာတူလဲမင်းပြောတဲ့အပြင်ကလာတဲ့လူဆိုတာဒီကောင်လားဟုတ်တယ်သူပါပဲသူကကျွန်တော်ဝမ်းကွဲပါမင်းကမြေပိုင်ရှင်မဟုတ်လားအတော်ပဲငါကဒီမြေကိုဝယ်ဖို့ညှိနှိုင်းမလို့လာတာကျွန်တော်ဝယ်ခြင်းသည်ဟုကြားလိုက်ရသောအခါလင်းတုံးသည်ကျွန်တော်ကိုမိစားနှင့်ထိုးတကဲ့သို့ချက်ချင်းလှမ်းဖမ်းလိုက်သည်လင်းချမ်းမင်းမကြသေးမီကပတ်စံတွေရနေတာငါသိတယ်မင်းရှန်ဟိုင်းချင်းစီမှာအလုပ်လုပ်နေတာမဟုတ်ဘူးလားမင်းဒီချန်ကိုပြန်ဝဲခြင်းနဲ့ဆိုတော့ငါမင်းကိုဈေးမတင်တော့ပါဘူးငါတို့ကအမျိုးတွေပဲလေမြေကွက်နဲ့ရောအလိုလျောက်စနစ်ဆက်ပစ္စည်းတွေပါအပါဝင်10တန်းနဲ့အယောင်းဝယ်တက်မယ်လင်းချမ်းမင်းရဲ့ဝက်တွေကမစိုးဘူးဆိုတာငါဝန်ခံပါတယ်ဒါပေမဲ့ဒါကအစင်းမြင့်အလုပ်ရုံတစ်ခုပဲဒီဆက်ပစ္စည်းတွေနဲ့ဆိုရင်မင်းချက်ချင်းစက်မှုထုတ်လုပ်မှုစတင်နိုင်တဲ့10တန်းဆိုတာတက်လုံးတယ်လို့ငါအာမခံတယ်ဖြစ်တန်ကြခံရတော့မိလူနှစ်ယောက်အိမ်မက်မက်နေသည်ကိုမြင်တော့အခါကျွန်တော်ရေမောလိုက်မိသည်10တန်းဟုတ်လားဝမ်းကွဲမင်းကောင်းထဲမှာမိလာရီတွေဝင်နေတာလားတေနေတဲ့ဝက်တွေကိုစွန့်ပစ်ပြီးပိုးသက်စေးနည်းနည်းခတ်လိုက်ရုံနဲ့ဒီမြေကတန်ရှင်းသွားပြီလို့တကယ်ထင်နေတာလားဒရိုက်တာဝန်ခမ ्या ကနိုင်ငံခြားပြန်ပါရကူဆိုပြီးဝက်ဝမ်းကြယောဂဖြစ်တော့ကမကယ်နိုင်တဲ့ဟာကိုကယ်ဖို့ဒီမြေထဲကိုဆိုတာမီလောင်ကန်နဲ့ဓာတုဗေဒဆေးတွေဘလောက်တောင်လောင်းထည့်ခဲ့တယ်ဆိုတာမသိဘူးလားမြေစီလွာရဲ့ pH အဆင့်ကလုံးဝပျက်စီးသွားပြီးပေါင်းမြက်တပင်တောင်မပေါက်နိုင်တော့ဘူးမြေအောက်ရေကလည်းစိုးရိမ်ရတဲ့အဆင့်ထိညဉ့်ညမ်းနေပြီးတတုဆတွေနဲ့ပရိဇီဝဆေးတွေဟာတတ်မှတ်ချက်ထက်အစာပေါင်းရာနဲ့ချီလွန်ကဲနေတဲ့နောက်ပြီးခမ ्या တို့ဂုံယူနေတဲ့နည်းပညာမြင့်လှောက်အင်ဆိုတာတွေကလည်းဝင်ရိုးတွေတန်ချေးတက်နေပြီးအမိုက်ပုံထက်တောင်ဆိုးတဲ့အမိုက်တွေပါလင်းတုံးဒီမြေကပိုင်ဆိုင်မှုမဟုတ်တော့ဘူးအစိတ်တောက်ဖြစ်နေတဲ့အကျိတ်ဆိုးကြီးပဲအကယ်၍ပတ်ဝန်းကျင်ထိန်းသိမ်းရေးကရေတုညဉ့်ညမ်းမှုကိုစုံစမ်းစစ်ဆေးလိုက်ရင်လက်ရှိဥပဒေအရမင်းဟာပြန်လည်ကူးစားဖို့တန်ပေါင်းများစွာပေးရယုံတင်မကပဲထောင်ထဲမှာနှစ်ပေါင်းများစွာဆန်းရလိမ့်မယ်ငါရဲ့လေးလံတဲ့တတုတွေနဲ့အစိတ်တွေကိုစုပ်ယူနိုင်တဲ့ဖိုတိုဆန္ဒတဘက်တီးရီးယားကိုမသုံးရင်တပြည့်နဲ့လုံးမှာဒီမြေကိုဘယ်သူမှဝယ်ရဲမှာမဟုတ်ဘူးမင်းလိန်နေတာငါကလိန်နေတာဟုတ်လားဒါကမင်းညကမှပြည်နယ်အေဂျင်စီစီကနေငါတောင်းထားတဲ့မြေစီလွာနဲ့ရေတုအရေးသွေးစစ်ဆေးချက်အစီရင်ခံစာမိတူပဲငါသတင်းပို့လိုက်ပြီးမို့လို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးစစ်ဆေးရေးမှုတွေကမင်းကိုဖမ်းဖို့နိုင်ဝက်အတွင်းရောက်လာတော့မှလင်းတို့တယောက်လုံးဝစိတ်သက်ပြိုလဲသွားခဲ့တယ်ချမ်းဒါဆိုမင်းပါလို့လာတာလဲငါ့ကိုလာလောင်တာမလားမင်းလက်စားချီနေတာလက်စားချီရအောင်ငါမှအဲ့ဒီလိုလုပ်ဖို့အချိန်မရှိဘူးငါကအမိုက်လာရှင်းတာငါအင်ဂျီအိတ်ကက်ထဲကစာချုပ်ကိုထုတ်ပြီးသူ့မျက်နှာစီပြစ်ပေါက်လိုက်တဲ့တန်ရှင်းရေးစရိတ်ကြမ်းကင်းပြန်လည်ပြုပြင်စရိတ်နဲ့ဆက်ပစ္စည်းတွေဖြုတ်သိမ်းစရိတ်တွေကိုငါပေးမယ်ဒီမြေကို230အသုံးပြုခွင့်ကိုရွမ်တသိန်းနဲ့ငါစီလွှဲပေးဒါငါရဲ့နောက်ဆုံးကန့်လန့်ချက်ပဲစာချုပ်မှာလက်မှတ်ထိုးရွမ်တသိန်းယူပြီးထွက်သွားတော့ပတ်ဝန်းကျင်ပြဿနာကိုငါဖြေရှင်းလိုက်မယ်မဟုတ်ရင်ငါအခုပဲထွက်သွားမယ်ပြီးရင်ထောင်ထဲမှာဆွေးမြင့်နေဖို့ပဲပြင်ထားလိုက်ရွမ်တသိန်းလားလင်းချန်ဒီပမာဏနဲ့ငါရဲ့ဗန်ကျွေးရွမ်9တန်းကိုဘလို့ဆက်ရမှာလဲနောက်ဆုံးမှာတော့လင်းတုံးဟာမြေလွှဲပြောင်းရေးစာချုပ်မှာလက်မှတ်ထိုးရုံမှာတပါအခြားရွေးချယ်စရာမရှိခဲ့ဘူးငါပတ်စံကိုအပြောင်းစီပို့လိုက်မယ်မင်းရဲ့အတိုးတွေကိုဘလို့ဆက်ရမလဲဆိုတာသူ့ကိုပြောပြလိုက်ဝမ်းကွဲညီကိုဒီနေ့ကစပြီးငါတို့ကြွေးကြည့်ပြီးငါရဲ့လူငယ်ဘဝ3နှစ်တာကိုဝါမျိုးသွားခဲ့တဲ့အဲ့ဒီမြေကွက်ကိုငါပြန်ကြည့်လိုက်တယ်ငါလက်နဲ့တင်မဲ့ဒီမြေကိုတပြည်နယ်လုံးမှာဇီဝဂေဟစနစ်အကောင်းဆုံးဝက်မဲမွေးမြူရေးစခန်းကြီးဖြစ်အောင်ပြောင်းလဲပြင်မယ်လင်းတုံးရဲ့မြေကိုလွှဲပြောင်းယူပြီးနောက်စိုက်ပျိုးရေးဇီဝဂေဟဗေဒနယ်ပယ်မှာအံ့ဩဖွယ်ရာခွဲစိတ်ကူးတာမှုတစ်ပွဲပြုပြင်ပြောင်းလဲမှုကိုငါတလကြာပြုလုပ်ခဲ့တဲ့အခြားသူတွေအတွက်တော့ဒါဟာဆော်ဒါနဲ့ဘက်တီးရီးယားတွေကြောင့်ညဉ့်ညမ်းနေပြီးမြေစီလွာအစ်စ်လဲဖို့တင်ယွန်တန်းနဲ့ချီကုန်ကြမဲ့စွန့်ပစ်မြေရိုင်းကြီးပဲဖြစ်တယ်ဒါပေမဲ့ငါမျက်လုံးထဲမှာတော့ဒါဟာအကြီးစားဆော်ဖောက်ကန်ကြီးတစ်ခုထက်မပိုခဲ့ဘူးငါမြေကော်ဆက်တစ်ဆက်စီးကိုခေါ်ယူပြီးမြေပြင်အောက်1မီတာအထိမြေတွေကိုတူးဖော်ဖယ်ရှားလိုက်တယ်ပြီးတော့ပြည်နယ်စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီစီကနေအရေးသွေးမြင့်ဘက်တီးရီးယားတွေကိုရွမ်3သိန်းဖိုးမှယူခဲ့တဲ့အဲ့ဒီဘက်တီးရီးယားကိုပြင်းအားမြင့်ဖိုတိုဆန်းတဲ့ဘက်တီးရီးယားတွေနဲ့ရောဆက်လိုက်တဲ့အဲ့ဒါကိုထင်းရှူရွက်တရွက်ချောင်းနဲ့တောင်ပေါ်ရွှွန့်နုံတန်ချိန်ရာပေါင်းများစွာနဲ့ပေါင်းဆက်ပြီးမြေကွက်တစ်ခုလုံးကိုဖုံးအုပ်လိုက်တယ်ပြီးတော့လေလုံကစော်ဖောက်မှုအပြင်းထန်ဖြစ်ပေါ်စေဖို့အနက်ရောင်ရိတ်တာစကားကွက်နဲ့ဖုံးအုပ်ထားလိုက်တယ်ဒီကြောက်မက်ဖွယ်ရာမိုက်ခရိုဇီဝါရုပ်တက်မတော်ကြီးဟာတင့်တော်တဲ့အပူချိန်နဲ့စူထိုင်းစားအောက်မှာစပွားနှုံနဲ့တိုးပွားလာခဲ့တယ်သူတို့ဟာပိုးမွားတွေနဲ့ဘက်တီးရီးယားအကျွင်းကြံတွေကိုစားသုံးကြတဲ့မိုက်ခရိုရောဆက်ထောင်ပေါင်းများစွာလိုပဲဇီဝပြိုကွဲမှုနဲ့တတုဟိုက်ဒရိုဂျင်ဓာတ်ပြုမှုနည်းပညာတွေနဲ့အရာအလုံးကိုပြုပြင်ပြောင်းလဲပစ်ခဲ့ကြတယ်45ရက်မပြည့်မီမှာပဲအဲ့ဒီဒီခံနိုင်ပွဲမရှိတဲ့ဓာတုအနံ့ဆိုးတွေလုံးဝပျောက်ကွယ်သွားခဲ့တဲ့အဲ့ဒီအစားအလွန်မြေစီဩဇာထက်သန်ပြီးရေဝတ်ဒေတာအနံ့တင်းတဲ့မီးနက်တော်ဇီဝမြေစီလွာမြေပြင်ကြီးဖြစ်လာခဲ့တဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးစစ်ဆေးရေးမှုတွေသူတို့ဆက်ပစ္စည်းတွေနဲ့လာရောက်စစ်ဆေးပြီးညွန့်ကိန်းအားလုံးစိမ့်လန်းနေတာကိုတွေးလိုက်ရတဲ့အခါသူတို့ပါဇက်အဟောင်းသားဖြစ်သွားခဲ့ကြတယ်ဒါမဖြစ်နိုင်ဘူး